Medias ကိုစပြီးတော့မှအသုံးပြုရမယ်ဆိုလို့ရှိရင်တော့နောက်ထပ်သိဖို့လိုတဲ့အချက်တစ်ခုက role management ပဲဖြစ်ပါတယ်။ role management ဆိုတာကကိုယ့်ရဲ့ team ထဲမှာရှိနေတဲ့ user တွေကိုဘယ်လိုမျိုး role တွေပေးမလဲဘယ်လိုမျိုးassign ချမလဲဆိုတဲ့အရာတွေကိုစီမံတဲ့နေရာတစ်ခုဖြစ်ပါတယ်။ role manage လုပ်တော့မယ်ဆိုရင်အရင်ဆုံး admin access ကိုရထားဖို့အတွက်လိုအပ်ပါတယ်။ပြီးတော့ဒီ site bar တွေက admin page ကိုသွားရဲဆိုလို့ရှိရင်တော့အဲ့မှာ role manage ဆိုတဲ့ cut လေးတစ်ခုတွေ့ပါလိမ့်မယ်။အဲ့ဒါကိုနှိပ်လိုက်တဲ့ဆိုရင်တော့အခုလို role management ဆိုတဲ့ page ကိုရောက်သွားပါလိမ့်မယ်။ role management မှာသူကငကိုရဲကပါပြီးသား role တွေလည်းရှိပါတယ်။ဒီမှာဆိုရင်တော့ admin, airline health, doctor, manager, nurse, receptionist, HR ဆိုပြီးတော့မှရှိပါတယ်။ Now ဒီ role တစ်ခုစီကို edit လုပ်ဖို့အတွက်လည်း edit button လေးတွေပါပါတယ်။သူ့မှာ delete button တွေပါပေမဲ့လို့ငကိုထည့်ထားတဲ့ role တွေကိုရော delete မလုပ်ဘဲနဲ့ထားဖို့အတွက် recommend ပြုပါတယ်။လက်ရှိကျွန်တော်က admin account နဲ့ဝင်ထားတဲ့အတွက်ကြောင့်မို့လို့တချို့ function တွေကိုအကုန်လုံး access ရနေမှာဖြစ်ပါတယ်။ဒီမှာဆိုရင် role တစ်ခုစီမှာအသုံးပြုထားတဲ့ level တွေရှိပါတယ်။ level 1နေ6အထိရှိပါတယ်။ဆိုတော့ level များတဲ့သူကနေပြီးတော့မှ level နည်းတဲ့သူတွေရဲ့ permission တွေကို manage လုပ်လို့ရပါတယ်။ဥပမာဆိုရင်ဒီမှာ admin ကနေပြီးတော့မှ level 6ရှိတဲ့အတွက်ကြောင့်မို့လို့သူကနေပြီးတော့ doctor တို့နောက် HR တို့ manager တို့စတဲ့သူတွေကို manage လုပ်လို့ရပါတယ်။ဒါပေမဲ့လို့ doctor ကနေတော့တခြား HR တို့ manager တို့ကို manage လုပ်လို့မရဘဲနဲ့ nurse တို့ receptionist တို့လိုမျိုး level 3 level 2ရှိတဲ့သူတွေကိုပို့ပြီးတော့ manage လုပ်လို့ရပါတယ်။ Now edit လုပ်တော့မယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်ဘေးနား edit ခလုတ်ကိုနှိပ်လိုက်တယ်။နှိပ်ပြီးတော့တွားကြည့်လိုက်ရင်အမှာ permission ဆိုတဲ့ဟာတွေကိုမြင်ရပါလိမ့်မယ်။ permission ဆိုတာကကျတော့ဘာကိုလုပ်ပိုင်ခွင့်ပေးမလဲဆိုတဲ့ဟာကိုရည်ရွယ်ရာဖြစ်ပါတယ်။ဒီမှာဆိုရင်တော့အဓိက read permission ဟိုပေါ့patient list ကိုမြင်ခွင့်ပြုမလားပြီးတော့write permission သူ့ကိုအသစ်လုပ်ခွင့်ပြုမလားဒါမှမဟုတ်လည်းရှိပြီးသားကို update လုပ်ခွင့်ပြုမလားတော့နောက် delete permission ဖြတ်ခွင့်ပြုမလားလို့ဆိုရယ် permission မျိုးတွေရှိပါတယ်အခုကျွန်တော် admin account ဝင်ထားတော့ permission အားလုံးကို access ရထားတာမျိုးမြင်ရပါတယ်အခုကျွန်တော်က Doctor ရဲ့ permission ကိုတစ်ချက်update ပြုလုပ်ကြည့်ပါမယ်ဒါကြောင့် edit ကိုနှိပ်လိုက်မယ်ဒီမှာဆိုရင် Doctor ရထားတဲ့ permission ကသူ့မှာဆိုရင်စောစောက admin လိုမျိုးအပြည့်မရထားတာကိုမြင်ရပါလိမ့်မယ် access control မှာဆိုရင်တော့တစ်ခုပဲမြင်ရမယ်နောက် admin နေရာမှာဆိုရင်တော့ဘာတစ်ခုမှမရှိဘူး AI assistant မှာလည်းတချို့ဟာတွေကို access ရထားတာရှိမယ်နောက်အောက်မှာဆိုရင် appointment management မှာဆိုရင်တော့သူကဒီ read access နဲ့ write appointment ဆိုတဲ့ access ကိုရထားတာတွေ့ပါတယ်ဒါကိုကျွန်တော်တို့က delete appointment ဆိုတဲ့ဟာတစ်ခုပါထပ်ပြီးတော့ပေးလိုက်ပါမယ်ဒါဆိုရင်တော့ဒီ doctor ကနေပြီးတော့ဒီ appointment တွေကိုပါ delete လုပ်ခွင့်ရသွားမျိုးဖြစ်လာပါလိမ့်မယ်ပြီးရင်တော့ update row ကိုနှိပ်ပြီးတော့မှ save လိုက်တယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်တို့အသစ်ထည့်လိုက်တဲ့ permission ကဒီ doctor အတွက်ကိုရသွားမှာဖြစ်ပါတယ်ပြန်စစ်ကြည့်လိုက်ပြီဆိုရင်တော့အဲ့မှာ delete permission ဝင်နေတာကိုတွေ့ပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ကနောက်ထပ် row အသစ်တစ်ခုကို assign အနေနဲ့ထည့်ကြည့်ပါမယ်အဲ့တော့ add row ကိုနှိပ်ပြီးတော့မှကျွန်တော်တို့နောက်ထပ်တစ်ခုထပ်ပြီးတော့ဝင်ကြည့်ပါမယ်အကယ်၍ကိုကဒီမှာပြင်လိုက်တဲ့အခါမှာ permission တွေအမှားအယွင်းဖြစ်သွားရဆိုရင်တော့ restore default ကိုနှိပ်ပြီးတော့မှသူ့ရဲ့ factory setting အတိုင်းကိုတွားပြီးတော့မှပြင်လို့ရပါတယ် okay အခုတော့ကျွန်တော်တို့ row အသစ်တစ်ခုကိုထပ်ဖန်တီးကြည့်အောင် pharmacy ကိုရွေးလိုက်မယ်ပြီးတော့ level ကိုကျတော့ level 2 staff ကိုကျွန်တော် select မှတ်လိုက်မယ်ပြီးတော့ permission တချို့ထပ်ပေးလိုက်မယ် permission ကတော့ patient dashboard ကို manage လုပ်ဖို့အတွက်ကို access ပေးမယ်ပြီးတော့ patient ကို read access ကိုကျွန်တော်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ patient တွေကိုလည်းမြင်ရမယ် dashboard တွေကို manage လုပ်လို့ရပါဆိုတော့
ပြီးရင် create row ကိုနှိပ်လိုက်မယ်ဆိုရင်တော့အဲ့ဒီpharmacy row ကဒီထဲမှာလာပြီးတော့မှပေါ်ပါလိမ့်မယ်နောက်ဒီမှာဆိုလို့ရှိရင် row တစ်ခုချင်းစီမှာဘယ် user ဘလောက်များများကို assign လုပ်ထားတယ်လဲဆိုတာမျိုးတွေလည်းဒီမှာနာမည်နဲ့မြင်ရပါတယ် pharmacy ကတော့ကျွန်တော်တို့အခုထည့်လိုက်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဆိုရင်တော့ assign လုပ်ထားတဲ့သူမရှိဘူးဆိုတော့မြင်ရမယ် admin မှာဆိုလို့ရှိရင်တော့9ယောက်တောင် assign လုပ်ထားတာမျိုးတွေကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်ကဒီကနေထွက်ပြီးတော့မှနောက်က user back ကိုနှိပ်ပြီးသွားမယ်ပြီးရင် user တွေကိုသွားကြည့်လိုက်ပြီဆိုလို့ရှိရင်လေအဲ user list မှာဘယ်သူကဘယ် row assign ပေးထားသလဲဆိုတာမျိုးတွေကိုတွေ့ရပါတယ်ဒီ user နဲ့ပတ်သက်တဲ့ management ကိုတော့ကျွန်တော် user invite လုပ်တဲ့ဟာတွေပိုင်းမှာဆက်ပြီးတော့ပြောပါမယ်အဲ့တော့ကျေးဇူးတင်ပါတယ်